ကြီးပဲကိုကြီးနဲလာပြီမဟုတ်ဟမ်ဒီအဖိုးကအစံတိုလားလို့ဒါကြီးချင်းလုံးလိုက်မော်โอเคမော်တာရပြီဒီမှာအော်ဒီမှာလားဩပမလည်းတဲ့ရပါရရှိတာမှပြီးတော့နော်အဲ့ကနေအလဲလာတော့ဘယ်လိုလာဟာဆောင်းကူလာတဲ့မာလမှုသီးတွေတဏိသီးတွေအများကြီးပဲကိုဒါလမှုသီးတွေတဏိသီးတွေဒီမှာကြည့်ပါဦးဒါမျိုးဘက်တွေမှာရှိတာဆိုတော့ပြောချင်တာဒီဘက်မှာပုံများတာကိုပြောတာနော်မတို့ဒီချောင်းထားအဓိကဒီရေတော်ပင်တွေဒါများတာဒီရေတော်ပင်ရှိတဲ့အတွက်မင်းတို့ဟိုဒီရေကမ်းမတိုက်စားမှုတိတ်မရှိဘူးအဓိကတော့ဒီဟာတွေရှိလို့ဘောနော်ကမ်းမတွေပါတယ်အဲ့လိုမျိုးတွေမပြိုတာဒါနွန်ရွှွန့်ဒေတာမှာပေါက်တာနော်ဝင်နော်ရွှွန့်ဒေတာမှာပေါက်တာဒီမှာကြည့်ပါအောင်လှလိုက်တာဒါလေးဆိုအရွက်မပါတာသူ့ရဲ့ဟာကိုလေးကအရွက်မပါတာဒါလေးကတော့အရွက်ကလေးနဲ့ဒီမှာကြည့်ပါအောင်ပစုံနေခုံလာတော့ကိုဒီဘက်ဒီကောင်ကအခုလှိန်လော်ပြီးတော့လိုက်ပို့ပေးနေဟိုကဘာသီးလဲမသိဘူးအသီးလေးချင်းတောင်းသီးလားဟုတ်ပါရိုးလေးဒီဟမ်ကြောင်မန်းပင်ကြောင်ငန်းအိုးမလှေတန်လေးကဘတ်တက်နဲ့ကြားရလားမတို့နင်ပြနားထောင်ပြမယ်ဟုတ်ပါဦးနားထောင်နော်ဒီဦးလေးမှာအရမ်းမိုက်တယ်အရမ်းမိုက်တယ်တော့ဆင်းဖြစ်သွားတယ်ပြိုင်အိုဒါတနေ့ရှာထားပဲမာကြီးတို့ပြီးတော့လေမင်းပြောချင်တာနောက်တစ်ခုကလေဒီမှာရှိတဲ့ဒနိပင်လေဒီဒနိပင်ကအဖိုးချစ်လေးတွေရှိတယ်အဲ့ဒါမာကြီးတို့လေကောက်ညင်းတုပ်ထုတ်စားမယ်ဆိုအဲ့ဒီဒနိဘူးဖက်နဲ့ကောက်ညင်းထုတ်စားလို့ရှိရင်အရန်မှုေးပြီးအရန်စားကောင်းတာအဲ့ဒီဒနိဒီစွန်းမမင်းတို့ခုတ်တဲ့ဒနိတီးကနေပြီးတော့ရားတယ်ဒနိခိုင်ကနေပြီးတော့ဥမာကွာ15ရက်ဘယ်နှစ်ရက်လောက်ကြောက်ရတယ်ကိုကြောက်10ရက်လောက်တောင်လေသူကနင်းပြီးတော့ကြောက်ရတာရှုံ့နေအပေါ်ကအုံပြီးကိုလေးဖြစ်အောင်လေအဲ့လိုလေးလုပ်ပြီးသွားလို့ရှိရင်အဲ့ဒီရခံလာတဲ့ဟဲ့ဒီနေ့မရဒနိရေမတောက်အောင်ဒနိရေမရဘူးလားမသိဒနိဥယေဆိုတာရပြီးတော့လေအဲ့ဒနိရေတောက်တာမကြီးတို့မနဲ့အစောကြီးဆိုရင်အရှိုရေနေ့လဲဆိုရင်နည်းနည်းလေးရှိုခါပေါ့ခါပြင်းလေးပေါ့အဲ့လိုမျိုးလေးဖြစ်တာအရင်တောက်လို့ကောင်ထမ်းရည်လိုမျိုးပေါ့ကွာထမ်းရည်လိုမျိုးဒါဒီဘက်တွေရောက်ဘူးလားဟုတ်လားဒီနေ့တိုင်အဲ့ဒီနေ့ဒီလူဟိုဖူးလန်လေးအဲ့လေးတွေကသူပြည့်လို့စားတယ်ကောင်းတယ်ဟုတ်လားမြင့်တဲ့အောင်မြင့်တယ်ဟုတ်လားဟိုအဖူးလေအဲ့ဒီဒနိဖူးကနေပြီးတော့ခုတ်ပြီးတော့တက်ပြီးတော့နှုတ်ထုတ်တာအရန်စားကောင်းတယ်ဟိုမှာပိုဖူးကြီးဆိုအကြီးပဲတစ်ခုလောက်တော့တစ်ချောင်းလောက်တော့ခုတ်သွားအောင်မယ်အပြင်ကြအဲ့အဖူးအဆန်လှတယ်ကောင်းကြီးနှုတ်ထုတ်ဆိုင်အရန်ကောင်းတယ်စလူဘက်တဲ့ကောင်းတယ်နော်ဒနိဖက်ကအနံကိုမှုေးပြီးတော့အရန်ကောင်းတာအဲ့ဒီမှာဒနိခိုင်နေကိုအများကြီးပဲဒနိဘူးအားလေးပေါ့ပြကြနော်